ကဘာနေတောင်းဆိုနေတဲ့အတိုင်းခင်ဗျားတို့အစိုးရလည်းတောင်းဆိုသဘောထားပေးပြီးသားအတိုင်းဖြစ်တယ်ဟလာဒီရွေးကောက်ပွဲရက်လက်တွေကိုအတိမမပြည့်ဆိုတော့လုပ်ပါလို့ကျွန်တော်ကတိုက်တွန်းခဲ့ပါတယ်တိုက်တွန်းပါတယ်နောက်တစ်ခုကတော့ခုမှဆွေးရကိစ္စနော်ခုမှဆွေးကျွန်တော်ဒီဟာအစည်းအဝေးဖိတ်တာကကျွန်တော်စီလာပြီးတော့အမေရိကန်တိုင်ဝမ်နေလာဖိတ်တဲ့အချိန်မှာ NLD ခေါင်းဆောင်သူနဲ့တွေ့ရတယ်နော်တွေ့မယ်နောက်တစ်ခါ NLD ခေါင်းဆောင်သူအပြီးမှာနောက်ထပ်နိုင်ငံရေးခေါင်းဆောင်သူတွေနဲ့တွေ့ပြီးတဲ့အစီအစဉ်ရှိပါတယ်ဆိုပြီးတော့ငါပြောတဲ့ခါကျကျွန်တော်ကလက်ခံလိုက်တယ်တွေ့မယ်နော်တွေ့မယ်ဆိုပြီးတော့တရင်ကဘာဖြစ်လာလဲဆိုတော့ဥက္ကမောင်ဆွေးလို့ပါလို့လည်းဖိတ်ချင်တယ်ဆိုတော့ကျွန်တော်ကချက်ချင်းလိုက်ကောက်ဝယ်ခိုင်းပါတယ်ဒီဝင်းကိုဥညာဝင်းရနေတစ်ကောက်ဝယ်ခိုင်းတဲ့အကြောင်းကကျွန်တော်ဥက္ကမောင်ဆွေးလို့ပါလို့ပုဂ္ဂိုလ်ကြီးဘာမှကျွန်တော်ဟလာဘာမှအာဃာတထားခြင်းလို့အမြင်ဆောင်ခြင်းလို့ဟလာ